အခုဒီပြီးခဲ့တဲ့3လပိုင်း4လပိုင်းတုန်းကအရင်လားတွေထပ်ပို့ပြီးတော့မီတာကပို့ပြီးတော့ကောက်ခံရတယ်3စာ4စာတက်သွားတယ်ဆိုပြီးတော့မှ post တွေ comment တွေတွေ့မိမယ်လို့ထင်တယ်ဒါနဲ့ပတ်သက်ပြီးတော့ညီမပြောပြချင်တာလေးရှိတယ်ပြီးတော့9လပိုင်းမှာလည်းမီတာကဆက်ပြီးတော့များအောင်မှာ10လပိုင်းအထိကိုမီတာကဆက်ပြီးတော့များနေအောင်မှာအဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းပြောပြချင်တယ်ပြီးတော့ထိုင်းမှာဆိုလို့ရှိရင်ကိုတိုနဲ့ apartment မှာမီတာကကောက်ခံတဲ့ကွာခြားချက်လေးပေါ့နော်ဒါလေးတွေကလည်းထိုင်းကိုခုမှရွှေ့လာမဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်သိထားတဲ့နဲ့ထင်လို့ပေါ့နော်ဒါလေးတွေကိုလည်းညီမဘက်ကနေပြီးတော့ပြပြမယ်ဆိုတော့ပုံမှန်ကဒီထိုင်းမှာက3လပိုင်း4လပိုင်းမီတာကများတာကတော့ဒါပုံမှန်ပဲနှစ်တိုင်းအဲ့လိုများနေကြပေါ့နော်အဓိကကထိုင်းမှာဒါကအပူချိန်အမြင့်ဆုံးလာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အပြင်မှာကအပူချိန်40ဒီဂရီကျော်နေတယ်ဒါကြောင့်မို့အခန်းတွင်းအပူချိန်ပုံမှန်နေကြအခန်းအပူချိန်ရောက်ဖို့အတွက်ဆိုလို့ရှိရင် aircon compressor ကလိုတာထပ်ပို့ပြီးတော့ run ရတယ်ဒီအတွက်ကြောင့်မို့လို့မီတာကပို့ပြီးတော့တက်ကြတယ်တချို့ကျတော့လည်း aircon မသုံးဘူးသို့တော့မီတာကတွေအရင်တက်နေရဆိုတဲ့အလျောက်မှာကကြတော့ဒါကထိုင်းကပေါ့ဒီလိုလာတွေမှာဆိုလို့ရှိရင်မီတာကိုတိုးပြီးတော့ကောက်ထားတဲ့ system တွေရှိတယ်နောက်တစ်ခုကထိုင်းရဲ့မီတာကောက်ခံတဲ့ပုံစံကကြတော့ progressive system အနေနဲ့သွားတာကိုကများသုံးလေမီတာကနှုံထားပို့ပြီးတော့များလေကိုကများသုံးလို့ပို့ပေးရတာမျိုးမဟုတ်ဘဲနဲ့ကိုသုံးတဲ့နှုံက400 500ကျော်သွားပြီဆိုတာနဲ့ကောက်ခံတဲ့ rate ကိုကပို့ပြီးတော့တက်သွားတာအဲ့တက်ကြောင့်မို့လို့ကိုကများသုံးလေပို့ပေးရလေပေါ့နော်အဲ့ဒီခေါင်းစဉ်အောက်ကိုသွားတယ်ပြီးတော့ဒီအခု9လပိုင်းမှာဆိုလို့ရှိရင်မိုးထွန်းရောက်ပြီဆိုတော့အပူချိန်တွေလည်းရော့တော့မယ်ဒါဆိုလို့ရှိရင်မီတာကောက်ခံတဲ့နှုံကရော့သွားမှာလားcompressor လည်းအရင်လိုမလဲတော့ဘူးလေနေသွားမှာလားပေါ့ဒါမျိုးလေးတွေပြောကြတယ်သို့တော့9လပိုင်းကနေ10လပိုင်းအထိကမီတာကများနေအောင်မှာထိုင်းဆွဲဘက်ကနေပြီးတော့ rate အသစ်ထုတ်ထားတယ်အရင်ကဆိုလို့ရှိရင်ပြန်မြ3.88ကျနေမယ်ဆိုလို့ရှိရင်အခုပြန်မြက3.95ကျလိမ့်မယ် point ကနန်းလေးပဲသူတို့တိုးပြီးတော့ကောက်မယ်လို့ကြေညာထားတယ်ဆိုပေမဲ့ကိုကမီတာကအသုံးများတဲ့သူအနေနဲ့ဆိုလို့ရှိရင်တော့ဒီ point ကနန်းကတိတိကျကျနဲ့မီတာကတက်လာလိမ့်မယ်ပေါ့နော်ဒါပြီးတော့ထိုင်းကိုရွှေ့လာတဲ့သူတွေအနေနဲ့သိဖို့လိုအပ်တဲ့ကိစ္စကကြတော့ဒီကွန်ဒိုနဲ့ apartment မှာမီတာကောက်ခံတဲ့ပုံမှာပို့ပြီးတော့သိဖို့လိုအပ်တယ်ဒီကွန်ဒိုတွေမှာဆိုလို့ရှိရင်ကြတော့ကိုယ်တိုင်အစိုးရကိုမီတာပေးသွင်းတဲ့ system နဲ့သွားတယ်ဒီအတွက်ကြောင့်မို့လို့ကိုကအပိုကြီးတွေဘာမှထပ်ပြီးတော့ပေးကြမလို့ဘူး၄ဘက်ကနေပြီးတော့မှကိုက6ဘက်အတွင်းမှာကြာလိမ့်မယ်6ဘက်ကကြတော့လေဒါကွန်ဒိုပေါ်မူတည်ပြီးတော့မှ6ဘက်ကြာလား4ဘက်ကြာလား5ဘက်ကြာလားဒါမျိုးမဟုတ်ဘူးအရှိမပြောသွားတယ်ကိုကမီတာ unit 400 500သုံးနေမယ်ဆိုလို့ရှိရင်တော့ကိုကအများဆုံး6ဘက်အထိကောက်ခံရနိုင်တယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့သုံးတဲ့ပုံမှာမူတည်လိုက်မယ်သို့တော့ apartment ကကြတော့အင်ရှင်ကနေပြီးတော့ကိုစားဂျားလေးကနေပြီးတော့ service ပေးပြီးတော့လုပ်ပေးတယ်ဒီအတွက်ကြောင့်မို့လို့ apartment တွေမှာဆိုလို့ရှိရင်မီတာက rate တွေ9ဘက်ကနေပြီးတော့မှ10ဘက်အထိရှိကြတယ်တချို့ apartment တွေဆိုလို့ရှိရင်12ဘက်ထိကောက်တာမျိုးတော့ရှိတယ်ပေါ့နော်ဆိုတော့တကယ်လို့ဒါကိုက12ဘက်ကောက်ခံရတဲ့ apartment မှာနေတယ်ဆိုလို့ရှိရင်ကွန်ဒို4ဘက်သမားထက်တော့တေချာတာ3ဆတော့များနေပြီဆိုတော့တေချာပေါက်မီတာကတော့3ဆတော့များနေမှာပဲဆိုတော့ကိုကနေခံနေရဆိုလို့ရှိရင်ကိုအခန်းတစ်ခုငှားမယ်ဆိုလို့ရှိရင်ဒီအခန်းရဲ့မီတာက rate ကဘယ်လောက်လဲအစိုးရ rate လို့ပြောတယ်ဆိုတာ4ဘက်ကနေ6ဘက်အတွင်းဆိုရင်တော့ fair ဖြစ်တယ်ဒါပုံမှန်ပဲပေါ့နော်အဲ့လိုမဟုတ်ဘူး10ဘက်12ဘက်ပြောလာတယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့စဉ်းစားစေချင်တယ် apartment ကတော့မှန်တယ်ငါးခါတက်တာမှန်တယ်သို့တော့ဒီလိုမျိုးမီတာကားကို3ဆလောက်ပေးနေရတယ်ဆိုလို့ရှိရင်တော့ကွန်ဒိုမှာနေပြီးတော့မီတာကားပေးရတဲ့ဘာမှတိတ်ပြီးတော့မကွာဘူးကွန်ဒိုဆိုလို့ရှိရင်ကိုက facility ရေဦးကန်နေခြင်းတွေဒါတွေတောင်မှကိုကအဖို့ပါအောင်မယ်ပေါ့နော်ဒီ apartment ဆိုလို့ရှိရင်တော့ဒါမျိုးတွေမပါဘူးပေါ့ဒါလေးတွေကတော့ထည့်ပြီးတော့မှစဉ်းစားရမယ့်ကိစ္စလေးတွေပြီးတော့ဒီအခု9လပိုင်း10လပိုင်းအထိပေါ့နော်ဒါထဲမှာ aircon ဖွင့်မယ်ဆိုလို့ရှိရင်လည်း aircon ကိုက26လောက်ပဲထားပြီးတော့မှပန်ကားလေးနဲ့တွဲပြီးတော့သုံးတာမျိုးလေးကိုလုပ်ပေးပေါ့နော်အဲ့ဒါလေးတွေကတော့ထည့်ပြီးတော့စဉ်းစားမယ့်ကိစ္စလေးတွေဆိုတော့အခုဒီကြည့်နေတဲ့အထဲမှာရောမီတာကားနဲ့ပတ်သက်ပြီးတော့ဒီ3လပိုင်း4လပိုင်းမှာလောက်ပေးလိုက်ရလဲပုံမှန်ထက်ဘယ်နှဆလောက်ပို့ပြီးတော့များသွားလဲကိုကရောပုံမှန်တ unit ကိုဘယ်လောက်နဲ့ကောက်ခံနေရလဲပြီးတော့နေနေတာကွန်ဒိုလား apartment လားပေါ့နော်ဒါမျိုးမီတာကားနဲ့ပတ်သက်ပြီးတော့မှဖြစ်ဖူးထားတဲ့ပြဿနာလေးတွေကိုလည်းမျှပေးသွားပါဦးပြီးတော့အခုဒီထိုင်းမှာဆိုလို့ရှိရင်ပေါ့နော်ထိုင်းရဲ့အင်ချမ်းမီနဲ့ပတ်သက်တာတွေအခန်းအငှားတွေအရောင်းနေပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့သိလိုတာလေးရှိတယ်ဆိုလို့ရှိရင်လည်းညီမကိုမေးလို့ရပါတယ်ရှင်ပြီးတော့ညီမရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးသွားပါအောင်အားလုံးကျေးဇူးတင်ပါတယ်ရှင်